ရှေ့ကို fifth frame နဲ့ဆွဲထားပြီးတော့90 degree ကိုဆွဲတယ်ဆွဲပြီးတဲ့အခါမှာလေယာလိုက်အညက်တာစောစောကကျတော့ကျွန်တော်ထောင်လိုက်ပေါ့နော်အားကျတော့ကျွန်တော်အလေယာလိုက်ကိုယူလိုက်တယ်ယူလိုက်ပြီးပြီဆိုမှအလေယာလိုက်ကိုကျွန်တော်တို့က90 degree ဆွဲပြီးတော့135နဲ့ညက်တဲ့ပုံကိုသွားမှာဖြစ်တယ်ဒါလည်းညက်လိုက်ပြီ135နဲ့ညက်လိုက်ပြီညလိုက်တဲ့အခါမှာကြာလာမယ်လေယာအကျလေးတွေကိုရရှိမှာဖြစ်ပါတယ်90 degree လက်ဆက်ဆွဲပြီးတော့135အဆောင်နဲ့ညက်တဲ့လေယာပဲဖြစ်ပါတယ် elevation က90 degree ကတင်ငယ်က135နဲ့ညက်တဲ့လေယာအကျပဲဖြစ်ပါတယ်เนาะစောစောကကျတော့90 degree ကို90ကတင်ငယ်နဲ့ညက်တဲ့လေယာအကျဖြစ်ပြီးတော့အခုလေယာကတော့90 degree လက်ဆွဲပုံမှာ135 degree နဲ့ကျွန်တော်တို့ကတင်အင်္ဂယ်နဲ့ညက်ချင်းပဲဖြစ်ပါတယ်ဒီမှာလောက်ပါတဲ့လေယာအလွာလေးတွေကိုရရှိမှာဖြစ်ပါတယ်ဒါကတော့ fifth frame အရှိကိုဆွဲပြီးတော့ညက်နီးရဲ့လောက်ပါတဲ့လေယာအကျပဲဖြစ်ပါတယ်